လက်နဲ့ပြုလုပ်တဲ့ဇာအထည်တွေဘာလို့ဒီလောက်တောင်ဈေးကြီးရတယ်လဲဆိုတာအံ့ဩစရာမရှိတော့ပါဘူးပထမတစ်ချက်ကြည့်လိုက်တော့ကတော့မိချစ်ဆန်လေးတွေကိုဟိုရွှေ့ဒီရွှေ့လုပ်နေကြတာလို့ပဲထင်ခဲ့တာပါဒါပေမဲ့တေချာလေးအနီးကပ်ကြည့်လိုက်တဲ့အခါမှာတော့ဒီဇာတွေကိုတပင်ချင်းစီတေချာလေးရက်လုပ်နေတာဆိုတာသိလိုက်ရပါတယ်ဒီနည်းပညာကိုတော့ bobbin lace လို့ခေါ်ကြပါတယ်လူတွေကဒါကိုပန်းထိုးတာလို့ခေါ်ကြပေမဲ့သူကအောက်ခံအထည်လည်းမလို့သလိုအောက်ခံအလွှာလည်းမရှိပါဘူးနောက်ဆုံးပန်းထိုးခွင်းတောင်အသုံးမပြုရပါဘူးအရာအလုံးကအက်ကလေးတွေကိုစနစ်တကျထိုးစိုက်ထားမှုနဲ့လက်ရဲ့တိကျတဲ့လှုပ်ရှားမှုတွေပေါ်မှာပဲလုံးဝမူတည်နေတာပါဘောပင်လေးတွေရဲ့လှုပ်ရှားမှုတွေပါတော်တော်လေးလက်ဝင်တဲ့ဒီဇိုင်းမျိုးဆိုရင်အချိန်ပြည့်တစ်လလုံးအားစိုက်လုံးမှပြီးနိုင်တာပါခြေမြင်တွေပတ်ထားတဲ့တစ်သားဘောပင်လေးတွေကိုအဲ့တွေကြားထဲမှာပတ်လိုက်ကြော်လိုက်လိန်လိုက်ခောက်လိုက်နဲ့အချိန်ချင်းလှုပ်ပေးရပါတယ်အဲ့ဒီလိုလှုပ်နေရင်ထွက်ပေါ်လာတဲ့စီးချက်ကြကြတောက်တောက်အတန်လေးတွေဟာရကန်းအတက်ပညာကနေမွေးဖွားလာတဲ့တေးတန်သားလေးတစ်ခုလိုခန်းစားရစေပါတယ်။ဒါကြောင့်လဲစားထဲတွေကိုအရင်တုန်းကအဖိုးတန်တဲ့ဈေးနှုန်းကြီးကြီးမားမားနဲ့ရောင်းချခဲ့ကြတာမဆန်းပါဘူး။တကယ်လို့ကျွန်တော်သာကိုယ်တိုင်လုပ်ရမယ်ဆိုရင်တော့လက်ခုလက်မာတဲ့စိတ်မရှိဖြစ်ပြီးကိုယ့်ဘာသာကိုယ်တော်ပြန်ရန်ဖြစ်မိမလားမသိပါဘူး။